đó rồi tay mà chịu rất là được đấy 이런 거 아니야? 그래 쓰고 mà chịu rồi tôi 근데 이런 거 괜찮아မင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်ညီမတို့လူနေနေလေးစောက်ပြီးတော့ဒီရဲ့ granny တကားရဲ့ဘေးလူရမေးအစီအစဉ်လေးစလိုက်ပါမယ်အခု viewer က9ယောက်ပဲရှိသေးဆိုတော့လေတစ်ချက်ဆောက်လိုက်မယ်နော်နည်းနည်းလေးစောက်ပြီးတော့ဒီရဲ့ granny တကားရဲ့ဘေးလူရမေးအစီအစဉ်လေးစလိုက်ပါမယ်ပြန်မယ်very nice queenမင်္ဂလာပါညီမတို့လူလေးနည်းနည်းစောင့်ပြီးတော့ခဏနေအစီအစဉ်လေးစလိုက်ပါမယ်အားလုံးပဲရောက်နေရဆိုရင်လည်းဒီ live လေးကိုlike and share လေးလုပ်ပြီးတော့မျှဝေပေးပါအောင်ရှင်โอเคအားလုံးပဲမင်္ဂလာပါညီမတို့စပြီးတော့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီ granny တကား campaign ကိုပြုလုပ်နေတဲ့ဒါညီမတို့ရပူမောင်းမဟာမိတ်ရှစ်ဖွဲ့ကရဲမေတွေပဲဖြစ်တယ်ပေါ့နော်ဒီရဲမေတွေကအကုန်လုံးသူ့ရဲ့တက်ဆိုင်အတက်ရင်တွေမှာဘယ်လိုတာဝန်တွေယူထားတယ်ဒီ campaign မှာဘယ်လိုတာဝန်တွေထမ်းဆောင်နေရဲဆိုတာလေးလည်းအားလုံးကိုမိတ်ဆက်ပေးပါမယ်ရှင့်အရင်ဆုံးညီမနေရင်မိတ်ဆက်ပေးပါမယ်ညီမကတော့ဖေကုံပြည်သူ့ကာကွယ်ရေးတက်ရင်နဲ့1006တက်ရင်ရဲ့တက်ရေးတာဝန်ခံပေါ့နော်အခုလောလောဆယ်ဒီ granny တကား campaign မှာတာဝန်ခံနေတဲ့ကလည်းတူဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပြီးတော့ဆက်ပြီးတော့ဒီကညီမတွေလည်းမိတ်ဆက်ပေးသွားပါအောင်မယ်မင်းကမိတ်ဆက်ပေးလိုက်ဟုတ်ကဲ့ပါကျမနာမည်ကဟောမီနီပါတရင်အမတ်1000နှစ်အခုတရင်တစ်ကပါချယ်လေး ဟုတ်ကဲ့မင်္ဂလာပါရှင်အားမရမရှယ်ရီပါဒီနေ့မြို့သားကောက်ကွယ်ရေးတဲ့ရင်မဲနေစနေကပါရှင် ပါတယ်ချောပြီးပါ အားလုံးမင်္ဂလာပါကျွန်မနာမည်မရွှေမိပါကျန်ရတဲ့စတိကပါအားလုံးမင်္ဂလာရှိတော့ညချမ်းလေးပါရှင်ကျွန်မနာမည်ကမူမာတလို့ခေါ်ပါရှင်ကျွန်မကမိုးပြပြည်သူ့ကာကွယ်ရေးတပ်တရင်အမထောက်ခွန်တရင်ဒီကပါရှင်အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်မကတော့ granny မြို့သားကာကွယ်ရေးတပ် KNDF တရင်မ3ကပါရှင်ကဲမင်္ဂလာပါကျမကတော့ညီညီအေးဖြစ်ပါတယ်ရှင် URF တဲ့ကရဲမီတူဖြစ်ပါတယ်ရှင်မင်္ဂလာပါကျမကတော့ပြည်သူ့ကာကွယ်ရေးတပ်ကပါအားလုံးပဲမင်္ဂလာပါရှင်ကျမကမိုးပြပြည်သူ့ကာကွယ်ရေးတပ်အမတ်နှစ်2009တရင်ကမဂျူလီယာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးလည်း
မိတ်ဆက်ပေးပြီးသွားပြီဆိုတော့ညီမတို့ရဲ့ဒီနေ့အစီအစဉ်လေးကိုစမယ်ပေါ့နော်ညီမတို့ရဲ့ caption တိုင်းပဲ current တကအကြောင်းမေးလို့ရမေးအစီအစဉ်လေးပေါ့နော်ဒီထဲမှာအခု live ထဲမှာရောက်နေတဲ့မိမပြည်သူတွေထဲကဒီ current က campaign အကြောင်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရင်ပွင့်လင်းလင်းမေးလို့ရပါတယ်ညီမတို့တွေကဖြည့်ပြီးသွားမယ်ပေါ့နော်ဒါပေါ်ပါလေးဖြည့်ပြီးသွားမယ်ဟုတ်ကဲ့ညီမတို့ဒီအစီအစဉ်လေးကိုလုပ်ရတဲ့အကြောင်းရလဲညီမတို့ရဲ့ဒီ campaign ကာလကနောက်ဆုံးအကန့်ကိုရောက်လာပြီပေါ့နော်နောက်ဆုံးအကန့်ရောက်လာတဲ့အခါမှာညီမတို့မှာဘယ်လို plan တွေရှိနေလဲဘာတွေလုပ်နေလဲပြီးတော့ဒီရမုံငွေရှာဖွေရေးကိစ္စတွေမှာဘယ်လိုမျိုးဒီကြံနေတဲ့အချိန်တို့တွင်းလေးမှာပေါ့နော်ဘယ်လိုဆက်ပြီးတော့လုပ်မလဲဆိုတာတွေကိုပြောမှာပေါ့နော်ဘယ်လိုဆက်ပြီးတော့လုပ်သွားမလဲဆိုတာကိုဒီမိဘပြည်သူတွေနဲ့နီနောဖလှယ်ရင်းနဲ့ပြောပြသွားမှာပါရှင့်ဟုတ်ကဲ့ဒါဆိုရင်ညီမတို့ကိုသိချင်တာရှိရင်လည်းပို့ပြီးလေးမေးလို့ရပါတယ်ညီမတို့ကတိတိလောက်ဖြည့်သွားပေးမယ်ပေါ့နော်တိတိလောက်ဆိုတာကတခြားအပြင်ကိစ္စဖြစ်ဖြစ်ညီမတို့ရဲ့ campaign အကြောင်းနဲ့ပတ်သက်ပြီးသိချင်တာဖြစ်ဖြစ်မေးလို့ရပါတယ်ရှင့်这个对然后先别ဟုတ်ကဲ့မင်္ဂလာပါသိန်းနိုင်ဝင်းဆိုတဲ့ကောင်ဟုတ်ကဲ့မင်္ဂလာပါရှင့်တီတီမှာတချင်းဆိုရဲညီမလေးကဒီထဲမှာပါလာတယ်တီတီဆိုပါလေတော့အော်TikTokလားတီးရှင် TikTok တော့လူချင်ပါတယ်တဲ့ဟုတ်ညီမတို့ရဲ့ဒီအခုပေါ့နော်live လုပ်နေတဲ့ဒီ page ရဲ့ messenger ကိုသွားပြီးတော့လူလို့ရတယ်ပေါ့နော်ပါဝင်ထောက်ပို့ပေးလို့ရတယ်အဲ့မှာညီမတို့ရဲ့ admin တွေကစောင့်နေတယ်ပေါ့နော်ဟုတ်ကဲ့ဒီစနေလေးပေးဖို့ဒီစနေလေးပေးတော့ပါဟုတ်ဒီမှာတော့အရင်မိခိုးတစ်ခုတွေ့ရပေါ့နော်ဒီ current campaign ကတက်ရင်တစ်ခုတည်းလောက်တာလားcurrent ရှိတဲ့တက်ရင်တစ်ဖွဲ့အားလုံးစုပေါင်းပြီးလောက်တာလားသိနိုင်လားဟုတ်ကဲ့အဲ့ဒါပြောပြပေးမယ်ပေါ့နော်ညီမတို့ဒီ current တကား campaign ကဖဲခုံမိုးပြဲနေတစ်ခုလုံးမှာရှိတဲ့မဟာမိတ်တွေပေါင်းပြီးတော့လုပ်တဲ့ campaign ပေါ့နော်ဒီ campaign မှာဆိုရင်ညီမတို့ရဲ့မဟာမိတ်10ဖွဲ့ပါတယ်ပေါ့နော်အဲ့ဖွဲ့ရပါတယ်လဲဆိုရင်ဖဲခုံပြည်သူ့ကာကွယ်ရေးတပ်တက်ရင်1တက်ရင်နဲ့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်တက်ရင်1တက်ရင်နဲ့နောက်ပြီးတော့မြို့ပြတော်လိုင်းတပ်ဦး URF ပြီးတော့ KNDF ပါတယ်ပေါ့နော် KNDF မှာဆိုရင်လည်းတက်ရင်17တက်ရင်22เนาะတက်ရင်22တက်ရင်3ပါတယ်ပေါ့နော်နောက်တစ်ဖွဲ့ကတော့ရှမ်းတောင် view ဟာပေါ့နော်ရှမ်းတောင် view ဟာနဲ့အဲ့ဒီရှမ်းတောင် view ဟာနဲ့ထဲမှာဆိုရင် in PDF ပါမယ်နောက်တစ်ခုက1003 1005 1009ဒီအဖွဲ့တွေပါတယ်ပေါ့နော်ကျမတို့ဒီဖဲခုံမိုးပြဲနေတစ်ခုလုံးမှာရှိတဲ့တက်တွေပေါင်းပြီးတော့ပူပေါင်းပြီးတော့လုပ်တဲ့ campaign တစ်ခုပါရှင့်မိုးပြဲလေးနှစ်ကိုတက်မကြုံသေးဘူးလားအမတို့တဲ့လေးချစ်အေးမကြတော့ဘူးအကိုကြီးနော်ခဏလေးပဲတီးခံလိုက်ညီမတို့လည်းတက်ညီမတို့ရဲဘော်တွေလည်းကျုံဖို့အားအပြည့်ပဲဒါပေမဲ့အချင်းကြီးလေးတစ်ခုကြောင့်ပေါ့နော်လာပါတော့မယ်ညီမတို့အခုအောင်ပွဲတွေလည်းများနေပြီ
那没口碑了，英国人歌，no，口碑来，你给他说的， အော်ဖလေးပါလေဝင်းကိုလဲတဲ့နာမည်ခေါ်ပေးပါတဲ့ အဲ့ဒါလည်း ဟုတ်ကဲ့ကျမတို့ပို့ပါလေးပေါ့နော်သိချင်တာလေးတွေရှိရင်မေးကြပါကျမတို့လည်းပြန်ဖြေပေးပါမယ်ပေါ့ဟုတ်မပါဝေးအကယ်၍ခုပြုလုပ်နေတဲ့ campaign ဟာဆိုလဲပေါ့နော်ပြီးဖို့ရလဲနည်းနည်းပြီးနေပြီဆိုတော့မပါဝင်ရသေးဘူးဆိုရင်လည်းပါဝင်ပေးကြပါလို့ဟုတ် တို့လည်းဖေခုံရပါတဲ့ဟုတ်ညီမလည်းဖေခုံရပါဖေခုံရပါပဲညီမလည်းဖေခုံမြို့သူစစ်ပါရှင့်တွေ့ရဝမ်းသာပါတယ် 那咱们也是比较，你个别人不对的，你什么都对。 အဲ့ဒါဒီကံပေးရန်ပုံငွေဘယ်အတွက်သုံးပါလဲတဲ့အဲ့ဒါကိုညီမတို့တွေကတရားရှင်းပြမယ်ပေါ့နော်ဒီကံပေးရန်ပုံငွေကဘယ်အတွက်သုံးပါလဲဆိုသူရှင်းပြမယ်လေရ ဟုတ်ကဲ့ဒီ green က campaign ဝင်อยู่တော့ကျမတို့ကဒီတက်ရင်ရှိရင်တဲ့ပေါ့နော်ဖဲခုံမှုပြဲမြို့ပြတိုက်ပွဲတဲ့ပေါ့နော်ကြီးဝေလူအဲ့တဲ့ပေါ့နော်အဲကြောင့်ကျမတို့အဲဝင်ငွေကိုအဲ campaign ရတဲ့ဝင်ငွေကိုကျမတို့အဲ့မှာပြန်သုံးချမှာဖြစ်ပါတယ်ပေါ့တက်ရင်ရှိရင်အနေနဲ့ပြန်သုံးချမှာဖြစ်ပါတယ် နောက်တစ်ခုကဒီကံပေးကနေရလာမယ့်ရန်ပုံငွေတွေကိုညီမတို့ကတစ်ဖွဲ့တည်းအဖွဲ့တွေကိုခွဲပြီးတော့လေဒီရန်ပုံငွေတွေကိုတုံးလိုက်မှာမဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ညီမတို့ကဒီလုံးဝကိုစစ်သုံးစီအတွက်ပဲပေါ့နော်ရှေ့တန်းမှာလိုအပ်နေတဲ့ခဲယမ်းတွေအတွက်ကိုဒီကနေပဲအကုန်စီးဆင်းသွားမှာပေါ့ညီမတို့ KNDS ဆိုရင်လည်းသူတို့ကြည်လို့မလားညီမတို့ PDF URF ကြည်လို့မလားဒါတွေကိုအကုန်လုံးဘုံသုံးအနေနဲ့ထားမှာပေါ့နော်ပြီးတော့ရှင်ဒီစစ်စင်ရေးအခုဖြစ်နေတဲ့ဒီတက်လီလုံးစစ်စင်ရေးမှာအသုံးပြုသွားမှာပါရှင့် ထွတ်မြက်အောင်အကောင့်တွေပေါ့နော်ဘယ်လိုအင်အားနဲ့ရှေ့ဆက်နေနိုင်ကြတာလဲညီမတို့တဲ့ဒါရောသူဖြည်းဖြည်းချင်းလေမကျူနေဖြည်းဖြည်းလေးပါဘယ်လိုအင်အားနဲ့ရှေ့ဆက်နေလဲ ဟုတ်ကဲ့ဒီဝန်လေးလုံး operation မှာပေါ့နော်ကျမတို့တပ်ပေါင်းစု၈ခုကတော်လေးကိုစီးရုံနဲ့အင်အားနဲ့ရှေ့ဆက်နေတာလည်းဖြစ်တယ်ပြီးတော့ဒီဝန်လေးလုံးမှာပဲမဟုတ်ဘဲနဲ့ရှေ့ဆက်မဲ့green ဒီကမှဖော်ဆောင်မဲ့တိုက်ပွဲတွေမှာလည်းသူတို့တူပေါင်းစည်းမှရှေ့ဆက်ဖို့မျိုးအခုကလေးကစီးလုံးနေတာလည်းဖြစ်နေပါတယ်လို့နော် ဘယ်လိုအင်အားနဲ့ရှေ့ဆက်ဖြစ်လဲဆိုညီမတို့ကြတော့တော်လိုင်းလွတ်တာအခု3နှစ်နီးပါးရှိပြီပေါ့နော်ဒါနဲ့တော့ဆိုင်လားမဆိုင်လားဆိုတော့ညီမရဲ့ဒီတော်လိုင်းကြီးမှာ main လေးတယောက်အနေနဲ့ညီမတို့ဖြတ်တန်းလာတဲ့ပုံစံပေါ့နော်ဒီပြောရရင်အဓိကပြည်သူပါပဲပေါ့နော်ပြည်သူနဲ့ညီမတို့ဒီလက်နက်ကင်ဖွဲ့တွေကကိုင်းကျွမ်းပြီးကျွန်းကိုင်းပြီးသဘောနဲ့ပဲသွားနေကြတယ်သွားပြီးတော့တခုခုအခက်ခဲရအများကြီးရှိရပါတော့ဒီလက်နက်ကင်တိုက်ပွဲမှာအခက်ခဲရအများကြီးရှိတယ်ညီမတို့အဓိကကတော့ဒီဆရာနာရှင်အမြင့်ပြည့်ရေးအတွက်ပဲဥထိပ်ထားပြီးတိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့မှာတခြားအကြောင်းအရာများများဆဆမရှိဘူးပေါ့နော်အကြောင်းပြချက်များများဆဆမရှိဘူးအဓိကကဒီအာနာရှင်ကြာရှုံဖို့အမြင့်ပြတ်ဖို့ပဲအဓိကသွားတဲ့အခါကျတော့ညီမတို့မှာဘလို့အခက်ခဲပဲရှိလားအဆုံးထိသွားမယ်ဆိုပြီးတော့ဒီလိုစိတ်နဲ့ပဲပေါ့နော်ညီမတို့မှာညီမတို့လည်းရှိတယ်ပြည်သူလည်းရှိတယ်ပေါ့ဒီလိုပုံစံနဲ့ပဲအားတင်းပြီးတော့ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်ရှင့်ထပ်အောင်လင်းချက်မှအကောင့်လေးပေါ့နော်တော်လန်ရေးမှာလူငယ်အမျိုးသမီးတွေကဘာကြောင့်တော်လန်နေရလဲဆိုတာပြောပြပေးတာဟုတ်ကဲ့
ညီမပြောတာအရင်များနေမလားမသိဘူးညီမတို့ထေကပြောပြပေးပါဦးโอเค ဟုတ်ဒီကြောင့်မိထားတာတော့တော်လန်ကြီးဆိုတာလက်နဲ့ကင်မှတော်လန်ရေးလုပ်တယ်ဆိုလုပ်တယ်လို့တော့မခေါ်ပါဘူးเนาะဒါပေမဲ့ကိုနိုင်ရဲ့ဖက်ကိုလောက်ရလဲတော်လန်ရေးလုပ်တာပဲပေါ့เนาะဘာလို့ညီမလေးကအမျိုးသမီးတွေကဘာကြောင့်လက်နဲ့ကင်တော်လန်ရေးလုပ်ရလဲပြောပြမယ်ဆိုရင်တော့ရှင်းပြောမယ်ဆိုရင်တော့ကိုယ်သမိုင်းကိုမရိုင်းချင်ဘူးပေါ့เนาะကိုပြန်ရေးမဲ့သမိုင်းမှာကိုယ်သမိုင်းလာချင်တယ်ဆိုအဲ့လောက်ပါပဲအမျိုးပေါ့เนาะ ကရဏီတကားရန်ပုံငွေပေါ့နော်ဘယ်လောက်ရာခိုင်နှုန်းရောက်ပြီလဲဆိုရင်မေခွန်ဒီကညီမတို့ဒီ campaign မှာ finance နေတဲ့တာဝန်ယူထားတဲ့အမကပြောပြပေးပို့ပြီးပြည့်စုံနေထင်တယ်ပေါ့နော်အဲ့တော့အမပြောပြပေးပါအောင် ဟုတ်ကဲ့အခုလုပ်နေတဲ့ campaign ကာလနိုဝင်ဘာ28ရက်ကနေပေါ့နော်ကျမတို့ဒီ January လ6ရက်နေ့ပေါ့နော်6ရက်နေ့2024ထိဆိုရင် campaign ရခိုင်နှုန်းအပြည့်15ရခိုင်နှုန်းလောက်ပဲရပါသေးတယ်ပေါ့အရန်အားနည်းနေပါသေးတယ်ဟုတ်ပါဝင်ပြကြပါအောင်လို့ဟုတ်နောက်ပြီးတော့ဒီ campaign ခုနကျမတို့ဒီ finance တာဝန်ယူထားတဲ့ညီမတို့အမပြောသလိုပဲဒီ campaign ရဲ့ရာခိုင်နှုန်းပေါ့နော်ရန်ပုံငွေရတဲ့ရာခိုင်နှုန်းကအရန်နည်းနေသေးတဲ့အတွက်ကြောင့်မလို့ညီမတို့အခုဒီ live လုပ်ရတဲ့အကြောင်းရလဲဒါအကြောင်းပေါ့နော်အဓိကညီမတို့ campaign ကာလကတိတ်မကြံတော့ဘူးအဲ့ခါကျတော့ဒီပြည်သူများအနေနဲ့လည်းဒီ campaign မှာပါဝင်ပေးချဖို့ညီမတို့ကစကားလေးပြောရင်အကူညီလေးတောင်းရင်ပေါ့နော်အခုညီမတို့ဒီ live လွှင့်နေတဲ့ page ရဲ့ messenger မှာသွားပြီးတော့ပါဝင်ကူညီနိုင်တယ်ပေါ့နော်အခု page admin တွေလည်းစောင့်နေတယ်တက်နိုင်တော့ပေါ့နော်နည်းရများတယ်မရှိဘူးညီမတို့ရဲ့လူများပါဝင်နိုင်ရင်တော့ညီမတို့မြင်ပြီးတယ်တိုက်ပွဲတွေလည်းမြင်အောင်ပဲပေါ့နော်ဟုတ်ပါဝင်ပေးကြပါအောင်ရှင်ညီမတို့ဒီ page CP မှာစောင့်နေပါတယ်ရှင်ဟုတ်ကဲ့ညီမတို့လည်းချစ်ပါတယ်ညီမတို့အားလုံးချစ်တယ်နော်ဘယ်ကပါဝင်လို့ရမလဲဆိုရင်ကျွန်တော်ဒီအခုပေါ့နော်ဒီ campaign မှာလုပ်နေတဲ့အစီအစဉ်ကဒီဗါလေခစ်တဲ့ရဲ့ခစ်တဲ့အလင်းသေးဂီတစီစာဖျော်ဖြေပွဲဆိုတဲ့အစီအစဉ်ရှိရပေါ့နော် virtual concert အစီအစဉ်ရှိရအဲ့တော့လည်းညီမတို့အခုလုံးပန်းနေတယ်ပေါ့နော်စူးစမ်းနေတယ်မိမပြည်သူတွေလည်းဒီ concert နဲ့concert ကိုကြည့်နိုင်ဖို့ပေါ့နော်ညီမတို့ ticket တွေလည်းရောင်းချပေးတဲ့ရန်ပုံငွေအစီအစဉ်တစ်ခုလည်းရှိရပေါ့နော်အဲ့ဒီ ticket တွေကိုဝယ်ပြီးတော့လည်းပါဝင်အားဖြစ်နိုင်တယ်လို့အခုဒီတိုင်းညီမတို့ရဲ့ page CB ကိုတွားပြီးတော့လည်းဘယ်လိုပါဝင်ကူညီနိုင်မလဲဆိုတာကိုတွားရောက်ပြီးတော့လည်းစုံစမ်းနိုင်တယ်ပြီးတော့ညီမအခုလည်းပြောပြမယ်ပေါ့နော်အခုဒီ virtual concert နဲ့ပတ်သက်ပြီးတော့ညီမတို့အခုစူးစမ်းနေတယ်ပေါ့နော်ဟုတ်ဘာဘယ်လိုလုပ်နေလဲဆိုရင်ဒီ concept မှာပါဝင်ဖျော်ဖြေပေးမဲ့အဆိုတော်တွေနဲ့ပူပေါင်းပြီးတော့ညီမတို့စူးစမ်းနေရလေးရှိတယ်ပေါ့နော်ညီမတို့ဝါသနာရှင်ရဲဘော်ရဲမေတွေလည်းပါဝင်ပြီးတော့ဖျော်ဖြေမဲ့ပြီးတော့ဒီတော်လိုင်းရေးမှာတသက်တအားပါဝင်ကူညီပေးနေတဲ့အနုပညာရှင်အဆိုတော်တွေလည်းပါဝင်ကူညီသွားမှာပေါ့နော်ဒီ concept ကိုကြည့်ချင်းဖြင့်ဒီ concept ကိုကြည့်စီပေါ့နော်ဒီ ticket ကိုဝယ်ယူပြီးတော့လည်းညီမတို့ထောက်ပို့နိုင်တယ်အခုဒီ page ရဲ့ currently တကား page ရဲ့ CB ကိုသွားပြီးတော့အလူငွေနေများမစိုးတက်နိုင်တယ်လို့ပါဝင်ပေးလို့ရပါတယ်ရှင်ထုံမြတ်အောင်အကောင့်နဲ့ပြီးထားပါတော့အခု campaign ကတဲ့ဘယ်လောက်ထိအောင်မှုရှိနိုင်လဲပေါ့နော်ညီမတို့တက်လေလုံးဆွစင်ရေးကိုစတာဆိုရင်ညီမအခုအချိန်အပြည့်2လရှိပြီနော်2လအချိန်ကိုရောက်ပြီပေါ့နော်ဒီဆွစင်ရေးကညီမတို့အကန့်အသတ်လည်းမရှိတဲ့အရာမျိုးပေါ့နော်ဘယ်ချိန်ပြီးမယ်ဆိုတာမျိုးလည်းမသိနိုင်ဘူးတေချာတာတော့ညီမတို့ကညီမတို့ဟိုညို့တွေကိုသိနိုင်တလောက်
ထိသိမ့်မယ်ပြီးရင်ဆက်ထိန်သွားမယ်အစီအစဉ်တွေရှိတယ်ပေါ့နော်အခုလည်းဒီလိုအခြေအနေတွေရောက်နေပြီပေါ့ဒါပေမဲ့အခုကြံရှိနေသေးတဲ့တချို့နေရာဒေသအစိပ်အပိုင်းတွေကရန်သူအင်အားတွေကိုရှင်းလင်းတုတ်တင်တဲ့အခါမှာညီမတို့တွေဒီလက်နက်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးလူအင်အားတစ်ခုတည်းနဲ့လည်းမဖြစ်ဘူးပေါ့နော်ညီမတို့လက်နက်မရှိရင်တိုက်ပွဲမှာဒါဒုတ်တသားပဲပေါ့နော်အဲ့ခါကျတော့ညီမတို့အနေနဲ့နောက်ကနေဒီKN တွေကိုပန့်ပို့ပေးနိုင်ဖို့လိုတယ်ပေါ့ရဲဘော်မှာကစိတ်သက်လည်းရှိပြီးညီမတို့တွေအရင်ကာလတွေကတည်းကလုံပန်းခဲ့လို့လည်းညီမတို့မှာဒီအဆင့်တန်းမိတဲ့လက်နက်တွေလည်းရှိပြီပေါ့နော်အဲ့ဒီမှာညီမတို့ပို့ပြီးထိရောက်အောင်ပို့ပြီးတော့အင်အားကောင်းနဲ့လုံနိုင်ဖို့ဆိုရင်ညီမတို့က KN ကိုနောက်ကနေပန့်ပို့ပေးနိုင်ဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မို့ညီမတို့ကဒီ campaign ကိုလုပ်တယ်ပေါ့နော်အခုဒီ campaign ကိုလုပ်နေရင်းနဲ့လည်းညီမတို့ရှေ့မှာရဲဘော်တွေတိုက်ပွဲတွေဖော်ဆောင်နေတာရှိတယ် mission တွေဖော်ဆောင်နေတာရှိတယ်အောင်နိုင်နေပြီပေါ့နော်အောင်နိုင်ရတဲ့စခန်းတွေလည်းရှိတယ်ဒါတွေကိုလည်းသတင်းထုတ်ပြန်ချက်တွေလုပ်ထားတယ်ပေါ့နော်ဒါတွေပြည်သူတွေလည်းသိကြမြင်ကြမယ်လို့ထင်ပါတယ်ရှင့်ဒါကြောင့်မလို့ဒီတိုက်ပွဲရဲ့အဓိကကီးပေါ့နော်တော့ချက်ဖြစ်တဲ့ဒီ KN ကလည်းဘယ်လိုမျိုးလိုအပ်ပြီးတော့တိုက်ပွဲမှာဘယ်လိုမျိုးအရေးပါနေရဲဆိုတာကိုမြပြည်သူလည်းသိမယ်ညီမတို့လည်းဒီအတွက်ပဲလုံးပန်းနေတဲ့အတွက်ကြောင့်မလို့ဒီ campaign ကဘယ်လိုမျိုးထိရောက်နိုင်မလဲဆိုတာဒါအခုအောင်နိုင်နေတဲ့ပွဲတွေကတက်သေးပဲပေါ့နော်ဒါကြောင့်မလို့ညီမတို့ဒီ campaign ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ရှင့်ရွှေမိဖန်သွားတယ်ရွှေမြင့်ကိုပြောရမှာမင်္ဂလာပါတရေကောင်းများအားလုံးတရေကောင်းများအားလုံးရင်းမိတယောက်ချင်းစီလားအချင်းချုပ်အော်ညီမတို့ဘယ်နှစ်ယောက်ရှိလဲဒီမှာအခု8ယောက်လား9ယောက်လားသူမိကွာပေါ့နော်ဒီရင်းမိရဲ့တယောက်ချင်းစီဒီလက်နက်ကင်ဖြစ်ပုံအကြောင်းလေးကိုပြောပြပေးပါကျွန်တော်တို့ချင်းချုပ်လေးတော့ပြောပြပေးမယ်ပေါ့နော်ပြန်နေစပြောနေတော့မင်းရဲ့နေစပြောပြလိုက်ရမဟုတ်ဘူးလေစတယ်ပဲ။ဟုတ်ကဲ့ကျမကတော့ဒီဘက်ထွက်ဖို့ကြိုးစားနေတဲ့လူပြောင်းပါတော့အစားတော့ဒါပေမဲ့ကိုဗစ်လာပြီးတော့မှအာနာသိမ့်လိုက်တော့ဒါလိုလည်းမရတော့ပြီးတော့မှဟိုရှောင်းရင်းနဲ့ဒီလိုပဲဒီလိုပဲကိုလည်းနေရတာလည်းလိပ်ပြမလုံးကွာကိုထိတ်ငယ်တဲ့လူတွေအငယ်လေးတွေကတက်တက်ကြွကြွနဲ့ကိုမောင်လေးအရွယ်တွေကအကလုံးအရှိမတက်တက်ကြွကြွနဲ့အားသက်ပါဝင်နေကြတာကိုကမကြည့်ရနိုင်ဘူးကျမလည်းတတ်နိုင်တဲ့လောက်ပါဝင်မှာပဲအမျိုးပေါ့နန်တစိအနေနဲ့ပေါ့နော်ဘာအဲ့လိုမျိုးပါဝင်ဖြစ်သွားတာပါဟုတ်ဘာကြောင့်ဒီတော်လိုင်းရေးဝင်လဲဆိုတော့သူများတွေအမျိုးပေါ့ဒီအမျိုးပေါ့ဒီတော်လိုင်းရေးကိုလုပ်နေတဲ့အချိန်မှာဆိုကိုဘာမှမပါဝင်နေဆိုလို့အမျိုးအားငယ်တော့ဘောနော်ဘုဆိုကိုတတ်နိုင်တော့ကိုဘာလေးကိုညီပေးနိုင်ကိုဘာလေးလုပ်ပေးနိုင်တယ်အမျိုးပေါ့နော်အမျိုးလုပ်ပေးနိုင်တဲ့ဟာဆိုလုပ်ပေးချင်တယ်အမျိုးပုံစံမျိုးလာခဲ့အမျိုးပေါ့ဟုတ်ကဲ့ကျမတို့ဘာကြောင့်ဒီတော်လိုင်းရေးထဲဝင်ဖြစ်တဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်ဒီကျမတို့လိုချင်တဲ့ Federal Democracy ကိုကျမတို့ ACC နဲ့ဆန္ဒပြပြီးတောင်းယူနေတဲ့ချိန်မှာအဲ့လိုမတရားဖိနှိပ်တာတွေချုပ်ချယ်တာတွေတအားခံလာရတဲ့ခါကျတော့ကျမတို့ကရိုးရိုးတောင်းယူနေမရတော့ဘူးတိုက်ယူမှရတော့မယ်ဆိုတော့အတီးတောင်းတဲ့ဒီလက်နဲ့ကင်တဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ် next one ဒီလေဝီဒီကြောခဏလေးပြောပါမရှိပါနဲ့ပါဒီလူကသိချင်လို့မေးရတယ်ဒီလိုလက်ချတာချစ်တယ်ဗျာ ဘာလို့ပါဝင်လဲဆိုတော့ဘာပြောချင်တာပညာရေးပေါ့နော်ပညာရေးကအားနောက်နေရပေါ့ဘာလဲကိုဗစ်ပြီးတော့အဲ့ဒီဘာလဲကိုဗစ်ပြီးတော့အဲ့ဒီကိုစစ်ပေါ့နော်ကိုစစ်ကထားလို့ထွက်ဖြစ်ပြီးတော့အဲ့ဒီကျန်တဲ့လူငယ်တွေကပညာရေးနောက်နေကြပါတော့နော်ဒါကြောင့်အခုလိုပါဝင်ရပါ
ပညာရေးအတက်ပို့ပြီးတော့ကောင်းတဲ့ပညာရေးစနစ်ဖြစ်စေခြင်းနဲ့စိတ်ရှိရပေါ့နော်သူမှကျတော့ဒီမှာချိန်ပြီးတော့ပြတ်ပြီးတော့ နာကြပြည့် ပြီးတော့တုံလိုက်တဲ့ဘယ်လိုရောက်လာလဲတဲ့ဒီလက်နဲ့တိုင်ဘယ်လိုမျိုးဒီဖြစ်ခဲ့တယ်ဆိုတာဒီပြတ်ပြီးတော့ တော်လိုင်းရဘလို့ရောက်လာလဲဆိုတော့ဒီလိုပေါ့ ဒီလိုလဲဟောတဲ့အားနေကြတော့ဒီလိုပဲဟော မဟုတ်ဆရာနိုင်ရှင်မကြိုက်လို့ပေါ့နော်ဒီတိုင်းဘာလဲဒီပြော ရတယ်ပြောပါဖြစ်လို့ရှက်နေလို့ပါ ဘာ အခုလို့ပြပြောပြော ဆရာနိုင်ရှင်မကြိုက်လို့ပေါ့အဲ့နဲ့ကိုလည်းလုံနိုင်တော့လောက်ကူနဲ တော့ လက်ကူရှင်လို့အဲ့ဒါထဲရောက် မ လာ မဟုတ်ဘူးသူတက်နိုင်တဲ့တောက်ကနေပြီးတော့ပါဝင်ပေး ဖောင် တဲ့ ဒေးရှင်းလို့ဆင်းနေဒီဖက်ရောက်လာပေါ့ ဒီမှာကျေးဇူးတင်ပါတယ်ဒီကြတယ်လေငင်းဟုတ်နော်ယူ ဟုတ်ကရန်စကားခေါ်လို့ဆိုအဘတရာဝေဘူပရာမဟာရောတော်လိုင်းရေးဘလို့စားရောက်လာလဲဆိုပြောပြရမယ်ဆိုကျမတော်လိုင်းရေးလောက်တာအခုဒီနေ့နဲ့ဆိုရင်3နှစ်လောက်ရှိပြီပေါ့နော်တော်လိုင်းရေးစားလုပ်တဲ့အချိန်မှာအသက်တော်တော်ငယ်သေးရ14 15အချိန်ပေါ့နော်အဲ့ချိန်မှာစားလုပ်တော့ပေါ့နော်အဲ့ချိန်ကကလေးသွေးနေပဲပေါ့ကလေးသွေးနေပဲလောက်ခဲ့တယ်မဲ့ဘယ်ချိန်မှတိလာရလေဆိုတော့တင်တန်းတွေတက်တဲ့အချိန်မှာနေခံရတယ်မိမယောက်ျားဆိုခွဲခြားခံရတဲ့အချိန်မှာတိလိုက်ရတဲ့တခုပေါ့နော်ငါလည်းဘာလို့မင်္ဂလိဖြစ်ပြီးဘလို့အဲ့လောက်ထိနေခံဆရာမလို့ဘူးသူတို့ဘာမို့လို့လဲသူတို့လုံနိုင်သူတို့ငါတို့လုံရမယ်သူတို့ငါတို့အဲ့လောက်အုပ်ချုပ်နေဆရာမလို့ငါတို့လည်းငါတို့လုံနိုင်တဲ့ပိုင်းငါတို့ရှိရငါတို့လုံနိုင်တဲ့အတိုင်းတာငါတို့ရှိရဆိုရဲသူရဲ့မခံချစိတ်နဲ့အဲ့လိုပဲပေါ့နော်ဆက်ကြိုးစားနဲ့အခုထိရောက်လာတာဖြစ်ပါတယ်ပေါ့ โอเคအဲ့ဒါကျမတို့တက်ရင်ကျမတို့ဒီသူတို့ရဲ့တက်ရင်ကွန်မန်ဒိုပေါ့နော်ကွန်မန်ဒိုမိငိမ့်ဖြစ်ပါတယ်ဟုတ်ဆွေးမိပြောရလား နိုင်ယူ ဟုတ်ကဲ့ကျွန်မကတော့ဒီတော်လိုင်းရေးကိုဘယ်လိုနဲ့ရောက်လာလဲဆိုတော့เนาะဆယ်တန်းဖြေရောက်တဲ့အဲ့ဒီကိုပြကြောက်ပေါ့နော်ကိုဘေးကနေပြီးတော့ဒီနိုင်ငံရေးရှုပ်ထွေးခါကျတော့ကျောင်းတော့ဆက်မတက်ဘူးကျောင်းဆက်မတက်တော့ခါကျတော့ဒီနိုင်ငံရေးကိုဝင်တယ်ကိုဘာကြောက်ဝင်လဲဆိုတော့ဒီကျမတို့ကပို့ပြီးတော့ဝင်တင်တယ်ပေါ့နော်လူငယ်ဆိုတော့ပို့ပြီးတော့အားပေးတယ်ပို့ပြီးတော့လှုပ်တင်တယ်ပေါ့နော်ကျမအမြင်ပါပေါ့နော်ပြီးတော့ဒီတော်လာရေးကိုလည်းတတော့တနေရနေပဲပါဝင်နိုင်တယ်ပေါ့နော်ရှစ်တန်းထိတော့မလိုက်နိုင်ဘူးတမဲရုံပိုင်းတော့တခြားပိုင်းပဲတတော့နေရပဲပါဝင်တယ်ပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါတော်လာရေးထဲဘယ်လိုရောက်လာလဲဆိုရင်တော့ကျမကတော့အစားတော့ဘယ်လိုမျိုးဆိုရင်တော့ဆရာနာရှင်လေးစသိပြီးဆိုရင်တော့ကျတော့ဆိုရင်လည်းအမျိုးပေါ့နော်ဆရာနာရှင်မကြိုက်ပေါ့နော်မကြိုက်ဘူးကျတော့လူငယ်တော့မှတက်ကြွမရှိဘူးဆိုရင်လာမဲ့ကျတော့ညီဘယ်လိုတာသမီပဲဖြစ်မမပဲဖြစ်ပေါ့နော်အငယ်တွေပေါ့နော်အဲ့ဒီအငယ်တွေဆိုရင်နောက်ကြရင်ဒုက္ခရောက်မှာပေါ့နော်ကျတော့ဒီတော်လန်ကြီးမလုတ်ခဲ့ဘူးဆိုရင်ပေါ့နော်ကျတော့လည်းတာနိုင်လက်ဖက်ပဲကိုလည်းကူညီပေးတော့ပေါ့နော်ရှင်းတန်းထိလဲကိုအဲ့လောက်ထိလဲမလိုက်နိုင်ဘူးအယိုးပိုင်းပဲဖြစ်ပေါ့နော်ဒီချက်ပြုတ်ပိုင်းပဲဖြစ်ဆိုကိုကတော့အတနိုင်ဆုံးကိုလုပ်ပေးတယ်ပြောလိမ့်ပါရှင်ပြောပါနော် ဆက်ရရောက်လာကျွန်တော်တို့စကားတော့တိတ်မပြောတတ်ဘူးနော်အားကြောင့်ခွင့်လုပ်ပေးကြပါဟုတ်ကဲ့ဟိုဆရာခွန်ပဟန်ထန်ကရဲဘော်ရဲမိများအားလုံးနေတဲ့နဲ့တူအင်အားတဲ့တော်လိုင်းအောင်လည်းဒီဆက်လက်ချီတက်သွားပါတဲ့ဟုတ်ကဲ့ပါဆရာညီမတို့အားလုံးကပေါ့နော်ဒီအရေးတော်ပုံအောင်ကိုအောင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲသွားနေပေါ့နော်အကုန်လုံးဒီတိုက်ပွဲလေးအောင်မှာဒီနိုင်ငံလေးပြန်လဲကျမ်းပါမှာပဲညီမတို့အကုန်လုံးအိမ်တူပြန်ကြမယ်ဒီမှာတိုက်ပွဲနေတဲ့ရဲဘော်များအားလုံးကိုလည်းတဲ့ဂုဏ်ယူလေးစားပါတယ်တဲ့ကျေးဇူးတင်ပါတယ်ဆရာ fighting ပါခဏလေးနော်တကူညီမတို့လေခုနကဘယ်လိုpage ကို
link လေးချပေးပါဆိုလို့ကိုမင်းထွေးပိုင်တာမသိဘူးเนาะညီမတို့link လေးချထားပေးပါတယ်ရှင့်အဲ့ဒီမှာသွားပြီးတော့လည်းဆက်သွယ်လို့စုံစမ်းလို့ရပါတယ်ကိုဟုတ်တပိတ်ကာလာမှာတဲ့စစ်တကပြတဲ့လို့ဘာမှလေမိခွမ်းမတွေ့ရတော့အလကားပြတဲ့ခံရတဲ့အမျိုးသမီးတော်လန်ရေးသမားတွေအတွက်တခုခုပြောပြပါတဲ့ဟုတ်ကဲ့အဲ့ဒါလေအဲ့ဒီအလကားပြတ်တက်ခံရတဲ့လူရောကျမတို့ကြာသွားတဲ့ရဲဘော်တွေအကုန်လုံးတဲ့ပေါ့နော်ကျမတို့စိတ်ဓာတ်ကြတဲ့ချိန်တိုင်းသူတို့ပြန်တွေးတယ်ငါတို့ဒီလောက်ထိလုံလာနိုင်ခဲ့ပြီပဲလေသူတို့ကအသက်တော်ပေးပြီးငါတို့ဘာလို့ဆက်မလုံနိုင်ရမလဲဆိုတော့အသွေးအမြဲဝင်လာပြီးစိတ်ဓာတ်ကြတိုင်းအဲ့ဒါနဲ့ကိုယ့်ကိုပြန်ယုံထားနိုင်တယ်ပေါ့နော်အဲ့လိုပေါ့နော်ဆက်ကြိုးစားရမယ်သူတို့ကိုယ်သက်မဟုတ်ရဲ့နဲ့သူတို့သက်ပါဆက်တိုက်ရမယ်ဆိုတော့ခံယူချက်တွေကျမတို့ကအပြစ်ရှိပေါ့နော်ဟုတ်ပါတယ်ညီမပြောသလိုပဲပေါ့နော်ညီမတို့တွေကအခုချိန်ထိအသက်ရှိပြီးတော့ကိုယ့်ရဲ့တိုင်းပြည်အတွက်လှုပ်ချင်တာတွေကိုလှုပ်ခွင့်ရနေသေးတယ်ပေါ့နော်အဲ့လိုဒီမိုကရေစီအတွက်ကောဒီတိုင်းပြည်ကောင်းစရာကောင်းကျိုးအတွက်ပေါ့နော်အသက်ပေးသွားတဲ့ညီမတို့ရဲ့ရဲဘော်ရဲဘက်တွေအကုန်လုံးကိုညီမတို့ကလေးစားတယ်အမြဲတမ်းလည်းအမတ်ရနေတယ်ညီမတို့ရဲ့သူတို့ရဲ့အကြောင်းတွေကိုပြန်တွေးမိနိုင်တယ်ညီမတို့မှာကောင်းနေရတဲ့အချိန်တွေဆိုတာမရှိဘူးပေါ့နော်ညီမတို့ကဆက်ပြီးတော့ဒီကောင်တွေကိုဒီစစ်အာဏာရှင်တွေဘယ်လိုမျိုးတုတ်တင်ဘယ်လိုမျိုးရှင်းလင်းသွားမယ်ဆိုတာမျိုးပဲအတွေ့အထဲမှာရှိရပေါ့နော်ဒါတွေကလည်းညီမတို့ရဲ့ကြာဆုံးသွားတဲ့ရဲဘော်ရဲဘက်တွေပေါ်ထားတဲ့ညီမတို့ရဲ့စိတ်ဓာတ်လည်းပြောလို့ရတယ်လို့ညီမတို့ရဲ့တစ္ဆာလည်းပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အစတာတထားလေးစားပါရေးပေးများအားလုံးကိုတဲ့ဒီမှာလည်းအရန်ကုန်ယူပါတယ်နောက်တိုင်းလည်းကျွန်တော်လည်းဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုညီမတို့ကိုထောက်ပို့အားပေးရတဲ့အတွက်ညီမတို့ဒီcampaign ကလည်းတကယ်ကိုအရေးကြီးတဲ့အခြေအနေပေါ့နော်ညီမတို့နောက်ဆုံးအဆုံးအဖြတ်ဒီပြည်နယ်တော့ပေါ့နော်ညီမတို့နောက်ဆုံးအဆုံးအဖြတ်ပွဲတွေလို့လည်းပြောလို့ရတယ်အဲ့ဒီခါကျတော့ညီမတို့ဒီ campaign ကိုတခါမှမလုပ်ဖြစ်ဘူးတဲ့ဒီမဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီးတော့လုပ်ရတဲ့ campaign ပေါ့နော်ဒါပထမအောင်ဆုံးညီမတို့ရဲ့စီလုံးမှုကိုလည်းပြတဲ့ campaign ပဲဖြစ်တယ်လို့ညီမတို့ဒီရှေ့တန်းမှာလိုအပ်နေတဲ့စီရဲ့အသုံးစရိတ်တွေအားလုံးကိုတတ်နိုင်တယ်လို့ပေါ့နော်ဖြစ်တင်ပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီ campaign ကိုလုပ်ရတာပေါ့နော်ဒီဖေခုံမိုးပြည့်စုံကဒီစစ်ရေးရအရင်ကတည်းကဘလောက်ရေးပါတယ်အရင်ဘလောက်အချက်ချကြလဲဆိုတာသိရလို့လည်းသိမယ်ပေါ့နော်ညီမတို့ဒီပြည်နယ်လိုမျိုးတော်တွေတိတ်တဲ့အခါမှာညီမတို့တွေကအကန့်တစ်ခုနဲ့ရှိတယ်ပေါ့အကန့်တစ်ခုဆိုတာညီမတို့ဒီရှိနေတဲ့အင်အားတွေကိုထပ်ပြီးတော့သူတို့ဒီရန်သူအင်အားတွေပေါ့နော်ရှိနေတဲ့ရန်သူအင်အားတွေထပ်ပြီးတော့မတိုးနိုင်အောင်ဖြစ်ထပ်ပြီးတော့သူတို့အင်အားထပ်ပြီးတော့မပြန့်ပွားနိုင်အောင်ပေါ့နော်ညီမတို့ဒီဖေကုံမိုးပြည့်စုံမှာရှိတဲ့ရဲဘော်တွေအကုန်လုံးကတားဆီးထိန်းချုပ်ပေးနေတာဒီယနေ့ချိန်ထိပဲပေါ့နော်ဟိုးတော်လိုင်းရေးအစကာလပိုင်းတွေကစလို့ပေါ့အခုချိန်ထိပဲပေါ့ဒါကြောင့်မို့ညီမတို့တွေဒီအခုဆိုရင်မြို့ကြီးတွေပေါ့နော်မြို့ကြီးတွေကိုပါချင်းကပ်နိုင်နေတဲ့အနေအထားမျိုးတွေရှိတယ်ဆက်ပြီးတော့လည်းပိုကောင်းတဲ့ဒီစစ်နီးဗျူဟာတွေနဲ့ညီမတို့ရဲ့မြေပြင်မှာရှိတဲ့ရဲဘော်တွေကလည်းတိုက်ပွဲတွေမှာတက်ပြီးတော့ရဲဝတ်တိုက်နေတယ်ပေါ့နော်အခုဒီခင်းရဲရှာဖွေရေးအစီအစဉ်ကလည်းဒီလိုမျိုးအရေးကြီးရပေါ့နော်ညီမတို့ဖေကုံမိုးပြဒေတာအတွက်အရေးကြီးရဲ့တခြားနေတွေအတွက်လည်းအရေးကြီးပါတယ်ဒါတွေအကုန်လုံးကဆက်နေတယ်ပေါ့နော်ညီမတို့တွေဒီကိုဒေတာပြီးရင်တော့တခြားကြံရှိနေသေးမဲ့မလွတ်လပ်သေးတဲ့နေမြေဒေတာတွေအထိပါညီမတို့ကတနိုင်ငံလုံးပေါ့နော်စစ်အုပ်စုမှုမရှိစေရဘူးဆိုတော့ရည်ရွယ်ချက်နဲ့ပဲညီမတို့သွားကြမှာဖြစ်ပါတယ်ဒီ campaign ကတဲ့ဘေးရဲ့နောက်ဆုံးလဲတော့တဲ့ဒီလကမပါဝင်ရသေးဘူးလစာမရသေးလို့တဲ့ campaign ပြပြလိုက်ပါ campaign ဘေးရဲ့လည်း campaign ဘေးရဲ့နောက်ဆုံးလေ ဒီလဟော15ရက်နောက်ဆုံးပါရှင်ရှင်းသွားပဲသူရတော့ဒီလ15ရက်နောက်ဆုံးပေါ့ဟုတ်ကဲ့ဒီညီမတို့virtual concert ကပြောတယ်ညီမတို့ရဲ့နေ့တည်းရဲ့အလင်းသေးဂီတစီစာဖျော်ဖြေပွဲပေါ့နော်အဲ့ဒါက14ရက်နေ့ပေါ့နော် campaign မပြီးဆုံးခင်တရက်အလိုမှာညီမတို့က live ပြသသွားမှာပေါ့နော်အဲ့ဒီအတွက်လည်း ticket လေးအခုညီမတို့ရဲ့ဒီ page
ချက်ပေါက်မှာသွားပြီးတော့ဝယ်လို့ရတယ်တစ်ကတ်မဟုတ်လေတက်နိုင်တယ်လို့ပေါ့နော်တက်နိုင်တယ်လို့ပါဝင်ထည့်ပေးလို့ရပါတယ်ရှင်ညီမတို့page မှာစောင့်နေပါတယ်အခုချက်ချင်းပဲသွားပြီးပြောလိုက်ရပါတယ်ရှင်စိတ်မဆိုးပါဘူးရှင်โอเคမိပါတယ်ရှင်ဒီလောက်မပါဝင်ရသေးလဲဒီလောက်ပါဝင်ရလို့စိတ်မကောင်းနေရတယ်ဟုတ်မိပါတယ်အမညီမတို့15ရက်နေ့ထိပေါ့နော်15ရက်နေ့ထိရှိပါတယ်ပဲရှိတယ်တန်စင်ငိမ့်နဲ့လေးစားပါအချင်းညီမလေးဟုတ်ကဲ့လေးစားပါတယ်ရှင်စိတ်ချပါချင်လက်မှတ်တစ်စောင်ကို2000ကျပ်ပါရှင်ဘယ်လိုပါဝင်ရတာလဲတဲ့ဒါရှင်းပြပေးလိုက်ပါဦးဒီ Greeny တကား Facebook page ရဲ့ Messenger ကနေပါဝင်လို့ရပါတယ်လက်မဝယ်ဖို့အတွက်ရောပါဝင်ထောက်ဖို့အတွက်ဆိုရော page ရဲ့ Messenger မှာပဲစားရမိချောလေးတွေလည်းစောင့်နေပါတယ်လို့ဟုတ်ဟုတ်တယ်ရှင် clip မှာလည်း campaign ပါဟုတ်တယ်ရှင်ကျမတို့ဟို page မှာလည်းကြီးညာထားရပေါ့နော် clip for freedom ဆိုရဲsorry clip for freedom ဆိုရဲpage လေးရှိရပေါ့နော်အဲ့မှာသွားပြီးတော့ click ချင်ရလဲညီမတို့ဒီ green တကား campaign မှာပါဝင်ပေးတာနဲ့တူတူပါပဲရှင်ဒါညီမတို့ငွေအားဖြင့်မတက်နိုင်ဘူးတခြားနီလန်းဘယ်လိုပါဝင်ရမလဲဆိုရင်ညီမတို့ကို click ပေးဖို့ညီမတို့တောင်းဆိုပါရရှင်မလေးရှားမို့မလေးရှားဆိုရင်ဒီမှာတို့ page မှာနိုင်ငံအသီးသီးပေါ့နော်ငွေလက်ခံတဲ့အကောင့်လေးလည်းရှိပါတယ်မလေးရှားစင်ကာပူထိုင်းမြန်မာနောက်တစ်ခုကUSA ကိုရီးယားစင်ကာပူပေါ့နော်ရှိရပေါ့နော်ညီမတို့ page မှာသွားပြီးတော့လည်းပါဝင်ခြင်းနဲ့ငွေလက်ခံအကောင့်လေးလည်းတောင်းလို့ရပါတယ်ရှင့်ကတော့ပြောပြပါကြည့်ရှုသူတွေကများသားပဲเนาะညီမတို့အခု live ကိုပေါ့เนาะအချိန်ပေးပြီးတော့ကြည့်ပေးတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်တယ်ပေါ့เนาะမိဘပြည်သူအားလုံးကျေးဇူးတင်ပါတယ်ပရိသတ်တော်ပြီပေါ့မိဘပြည်သူအားလုံးကျေးဇူးတင်ပါတယ်ညီမတို့ရဲ့ live ကိုလူသိများအောင်ပေါ့เนาะ share ပေးreact ပေးချင်တယ်ညီမတို့ရဲ့ campaign ကိုပါဝင်ကူညီပေးတာနဲ့အတူတူပါပဲရှင့်ကံမပြီးသွားရောတဲ့ Granny တကားအတွက်ဘယ်လိုဆက်ပြီးပါဝင်ကူညီနိုင်မလဲတဲ့အဲ့ဒါဘယ်သူဖြေချင်လဲမသိဘူးရှင့်မောင်မေဖြေပြလိုက်ပါဦးမပြောပြနေဒီမှာပြောအရင်များနေလို့ညီမလွယ်ပေးနေတာကိုသူတို့ကလက်မခံဘူးဖြစ်နေလို့ပါဒီ page ကရှိနေအောင်မဲဆိုရတာကဲလို့ကျမတို့ဒီ Granny တကား campaign ပြီးသွားရင်တော့မှဒီ page ကိုကျမတို့ဆက်ပြီးဖွင့်မယ်ဆက်ပြီးတော့ရန်ပုံငွေတွေလက်ခံဖို့ရှိမှာပေါ့နော်ဘာလို့ဆိုဒီတစ်လီလုံး operation ကလည်းမပြီးသေးဘူးဆက်ပြီးမှလည်းခဲရန်လက်နေတွေလိုအပ်နေတာရှိတဲ့အတွက်ဆက်ပြီးမှလည်းဒီအတွက်လိုအပ်တာလေးတွေကျမတို့ရဲ့ဒီ main page ကနေပဲလာပြီးမှလူတန်းလို့ရတယ်ပေကတော့ဒီတိုင်းပဲဆက်မှဖွင့်ထားဖို့ရှိတယ်ပေါ့နော်ဟုတ်ပါတယ်ခုနညီမတို့အမဂျူလီရဲ့ပြောသလိုမျိုးပဲဒီ campaign ပြီးသွားပြီမဲ့လေညီမတို့ဒီ page ကိုဆက်ပြီးတော့ဖွင့်ထားပဲပေါ့နော်ဒီ page မှာညီမတို့မဟာမိတ်တွေအားလုံးရှိနေမယ်ညီမတို့ရှေ့ဆက်ပြီးတော့လေဘယ်လိုမျိုးအစီအစဉ်တွေနဲ့ဆက်သွားမလဲဆိုတာကပြောလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဒီ Green Car campaign ဒီညီမတို့ရဲ့ဖက်ခုံမိုးပြဲစုံတစ်လေးလုံးစစ်စင်ရေးအတွက်လုံးဝအသုံးပြုသွားမှာဖြစ်လို့ညီမတို့ campaign ပြီးရင်လည်းပြည်သူတွေအနေနဲ့မမီလိုက်တဲ့သူများရှိရင်လည်းလာပြီးတော့ဆက်သွယ်ပြီးတော့လာရောက်ပါဝင်အားဖြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်ရှင့်
Esther တက်တာ14ရက်နေ့လက်မှတ်အဆောင်30ယူမယ်ရှင်ဟုတ်ကဲ့နှုတ်တက်ပါမှတ်ထားလိုက်ပါပြီ14ရက်နေ့စောင့်နေပါမယ်ရှင်မင်းကိုပြပါလေထွတ်မြတ်အောင်ဟုတ်ထွတ်မြတ်ကိုထွတ်မြတ်အောင်မင်္ဂလာပါရှင်အင်ဂျယ်စုပါဝင်ပေးမယ်နော်ချစ်ညီမတဲ့ချိုလီယိုဖိုင်တင်မှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမတို့ကျန်တဲ့ရဲမေရတဲ့စကားတွေအရင်ပြောတော့မောလီမင်းတော့တဲ့မင်းသွေးပိုင်ဟုတ်တယ်သူတို့တာမောလီလို့နားခိုင်းထားရတယ်ဒါကြောင့်ဘယ်လောက်လေးပေးမဝယ်ရမလဲအကိုကောင်းမြတ်အောင်ရေးဟိုကလေညီမတို့ page series ကိုတောက်လို့ရတယ်နော်ညီမတို့တစ်ဆောင်ကိုမြန်မာငွေနဲ့1000ကျပ်ပေါ့နော်နောက်ပြီးတော့အခြားဒီနိုင်ငံခြားငွေစည်းနှုန်းနဲ့လေညီမတို့ဖော်ပြထားတယ်ရှင်စင်ကာပူဘဏ်အကောင့်နဲ့လည်းညီမတို့လက်ခံပေးပါတယ်အကောင့်လည်းအကိုတောင်းမယ်ဆိုရင်ညီမတို့ page messenger မှာပို့ပေးပါမယ်ရှင်ဟယ်လိုကိုအောင်ငယ်မင်္ဂလာပါကိုအောင်ငယ်လားမအောင်ငယ်လားမသိဘူးညီမတို့ကလေတချင်းဟွာပေါ့နော်တချင်းကိုညီမတို့မိဘပြည်သူတွေအနေနဲ့ဒီ14ရက်နေ့ညီမတို့ရဲ့ virtual concept မှာအားပေးလိုက်ရင်ညီမတို့ရဲ့အတန်ချူချူလေးကိုပို့ပြီးတော့ကြားရမှာပေါ့နော်ဘာဖြစ်လို့ဆိုညီမတို့ကဒီcampaign နဲ့အတူပေါ့နော် virtual concept လေးကိုလောက်ရတဲ့အကြောင်းရင်းကလည်းညီမတို့မှာဒီပြည်သူတွေဟိုပါဝင်တော့အရင်ရာခိုင်နှုန်းနည်းနေတဲ့အနေအထားမျိုးမှာရှိတဲ့အတွက်ကြောင့်မလို့ညီမတို့ရတဲ့နည်းနဲ့ပေါ့နော်အစင်ညီမတို့စူးစမ်းနေတယ်အဲအကြောင်းမလို့ပြည်သူတွေအနေနဲ့ပါဝင်ပေးကြပါအခု live ကိုကြည့်ပြီးရင်လည်းဒီ Coronita campaign အကြောင်းကိုpage မှာသိချင်တာလေးလည်းမေးလို့ရတယ်အခုACB ကိုတွားပြီးတော့လည်းတက်နိုင်သလောက်ပါဝင်အားဖြစ်ပေးကြပါအောင်လို့ကျွန်မပြောချင်ပါတယ်ရှင့်ကိုမေးတယ်ပါဟုတ်တယ်ရှင့်တိတ်ကမဝယ်တော့ညီမတို့ဒီဟို website လေးလေးရှိတယ်ပေါ့နော်ညီမတို့ကတိတ်ကဝယ်တဲ့သူကိုညီမတို့က passcode လေးပေးပြီးတော့ဒီ passcode နဲ့အဲ့ဒီ website link ကိုဝင်ပြီးညီမတို့ရဲ့live ကိုကြည့်ရမှာပေါ့နော်အဲ့ဒီမှာဒီအနုပညာရှင်တွေပါမယ်ညီမတို့ဟိုရဲမေတွေပါမယ်ပေါ့နော်ဖျော်ဖြေထားတဲ့ဖျော်ဖြေရတဲ့တခြင်းတွေလည်းအပုတ်ရေကဘယ်လောက်ဆိုတာမပြောပြသေးဘူးပေါ့နော်အဲ့ဒါလည်းသိချင်နေဆိုရင်ညီမတို့ရဲ့အနုပညာရှင်တွေကိုလည်းအားပေးရင်ညီမတို့ရဲ့ရဲမေတွေရဲ့ခွန်အားဖြစ်ခြင်းတွေကိုလည်းနားထောင်ခြင်းနဲ့ဆိုရင်ညီမတို့ရဲ့ concept ticket လေးတွေကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်။တစ်ဆောင်1000ကျပ်ပါရှင့်ဝယ်ကြပါအောင်ရှင့်တဲခွဲနေလို့တဲ့ပါဝင်ပါမယ်ပြားတဲ့2000လာလက်မကရော့တဲခွဲနေလို့ဖြစ်တော့ဟုတ်အသေးကွဲနေကလင်က campaign နဲ့ကုစားလိုက်လို့ရပါတယ်ရှင်2000လို့ပဲအများကြီးပေါင်လို့လည်းရပါတယ်ကျွန်တော်က welcome ပါတူဆူနေပါတယ်2000ပေါ့အများကြီးပေါင်လို့ဟုတ်ပြီး messenger မှာစပြန်ဒီမှလေးပဲလာတယ်ဟုတ်ပါတယ်ဒီမှလေးချောချောရပါပဲရှင်ဟုတ်ဖြစ်တာဟုတ်ရဲမီတွေတော်လိုက်ရေးပါကြောင်းလို့ရလေချူယောက်ျားတွေနိုင်ငံခြားသွားကြတယ်တယောက်ချင်းစီပြေးပြီးပါတယ်အရှိမှလည်းဖြေတာရှိတယ်ချင်းဒါပေမဲ့ယောက်ျားလေးမင်းကလေးဆိုတော့မဆိုင်ဘူးချင်းနဲ့ခံယူချက်နဲ့ပဲဆိုင်မယ်ချင်းတယ်တော်လိုက်ရခံယူချက်ခိုင်းမှအဲ့လိုတော့အဆုံးထိဆက်တိုက်မှာပဲခံယူချက်အလောက်စီမရှိရလို့တော့လန်တော့ရမှာပဲပျောက်သွားမယ်ချင်းတာပဲအဲယောက်ျားလေးမင်းကလေးနဲ့တော့မဆိုင်တော့ဘူးပေါ့နော်ခံယူချက်နဲ့ပဲဆိုင်မယ်ပေါ့နော်ဟုတ်ဒီကမဝင်တော့ကြည့်လို့မရပါဘူးရှင်ဒီကဝယ်ပြီးမှကြည့်လို့ရပါမယ်ရှင်ဘာဖြစ်လို့မင်းလေးချွတ်ရန်ကုန်ညီမလေးချွတ်ပဲဆိုပြဖြစ်တဲ့အတွက်လေနော်နမဘဝယ်လို့ရလေဆိုတော့ဒီ green က campaign pay messenger မှာလာဝယ်ရပါတယ်ရှင်KP နဲ့ပါလေ messenger ထဲမှာလာတောင်းပါရှင်
ဥပမာအနေနဲ့တယောက်ကမေးထားပါတော့အောင်ပွဲရပြီလို့ဒါသိလိုက်ရမယ်ဆိုရင်ချက်ချင်းဘာလို့မလဲတဲ့အမဆိုအော်ဘီကမယ်လို့တွေးထားတယ်တဲ့ညီမဆိုလို့ပြောမကြောင်းညီမဆိုရက်တက်တော့မသိဘူးနော်ဒီတော့အောင်ပြီလို့ဆိုလို့ပြတော့လဲညီမတို့ဘာဖြစ်လို့လဲဆိုဒီ3နှစ်3ဘုကာလအတွင်းမှာညီမတို့အနေနဲ့ကြတော့ညီမတို့ထက်ငယ်တဲ့လူရောကြီးရလို့ပေါ့နော်ခံစားတွေးကြုံလာတဲ့အတွေ့အကြုံတွေကမနေဘူးပေါ့နော်တော်တော်ရင်းနှီးစရာတွေလည်းများတယ်အပျော်ဆိုတာဒါတိလေးပဲရှိရပေါ့နော်ဒါတောင်ညီမတို့စိတ်သက်သက်ပျော်ရတာမျိုးမရှိဘူးပေါ့အဲ့ခါကျတော့တွေးကြုံလာတဲ့ဒီလိုဖြတ်တန်းလာတဲ့အနေအထားမှာဆိုရင်ညီမတို့အရေးတော်ပုံတော့အောင်သွားမယ်ဆိုရင်လည်းညီမတို့ရဲ့ညီမတို့နဲ့အတူတူပေါ့နော်အသက်ပေးသွားတဲ့ညီမတို့ရဲ့ရေးဖို့ရေးဘက်တွေအတွက်ကတော့ညီမတို့အပြေအဝပျော်နိုင်မှာတော့မဟုတ်သေးဘူးပေါ့နော်ပျော်နိုင်ဒါပေမဲ့ကြည်တော့ကြည်နေရမှာပေါ့နော်ညီမတို့ရဲ့စူးစမ်းမှုညီမတို့ရဲ့ဒီလိုတက်ပွဲဝင်မှုတွေကြောင့်ညီမတို့ရဲ့ပေးဆက်မှုတွေကြောင့်ဒီလိုအောင်ပွဲဒီလိုအောင်နိုင်ရသွားတယ်ဆိုတာမျိုးသိရရင်တော့ညီမတို့လည်းတကယ်ပေါ့အတိုင်းမသိကြည်နဲ့ဝမ်းသာမိပါပါရှင်ပြူရီလားကလေးမအေးလားဟဲ့ဘယ်မရှိဖြေပေးပါရဲ့အားပဲကျွန်တော်တွေအပြူလားတဲ့အပြူပါအပြူစစ်ပါ对，因为也这个是我知道那个不是那个，一边来弄嘛，好嘅，ညီမတို့လည်းအရင်ပြင်ချင်ပါပြီအကုန်လုံးအိမ်ပြင်ချင်နေကြပါပြီပြည်သူတွေမြင်များဝင်လေမြင်အောင်ပွဲကြီးလေးပဲညီမတို့အခုဒီတိုက်ပွဲအခြေအနေတွေကခက်ကြဲဖြစ်လာတာပေါ့နော်ခက်ကြဲဖြစ်လာတဲ့အခါကျတော့ပြည်သူတွေအနေနဲ့လည်းသတင်းတွေတော့အများဆုံးပေါ့နော်ညီမတို့ကဘယ်လိုမျိုးစိတ်လှုပ်ရှားမှုတွေလုပ်နေလဲဆိုတာညီမတို့အနေနဲ့ကအပြေဝမတုံ့ပြန်နိုင်တာတွေရှိရပေါ့နော်ဒါပေမဲ့လုပ်နေတဲ့လမ်းစဉ်တွေရှိရမစ်ရှင်တွေလည်းအမြဲရှိနေတယ်ပေါ့နော်အဲ့ဒီအတွက်ညီမတို့ရဲ့ campaign မှာပြည်သူတွေပို့ပြီးတော့ပါဝင်နိုင်လေညီမတို့အားအများကြီးဖြစ်ရတယ်လို့ညီမတို့ရဲ့ရဲဘော်တွေလည်းစိတ်ဓာတ်အဖြစ်အများကြီးအားတက်ရမယ်ပေါ့နော်ဒါကြောင့်မလို့ဒီ Green Dika campaign မှာဘာလို့အနေနဲ့နေရများတယ်မရှိဘူးညီမပြည်သူများတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါထပ်ပြောပါမယ်ရှင်ညီမတို့page messenger မှာစောင့်နေပါတယ်ညီမတို့အားလုံးကလည်းဒီညီမတို့ကိုအမြဲတမ်းကူညီပေးနေတယ်ညီမတို့နဲ့အတူခံယူချက်တွေတူလို့ညီမတို့လိုမြေပြင်မှာအတူမရှိနေနိုင်အောင်ပါပဲဒီဘက်မှာပေါ့နော်ချွေးနေစားလေးနဲ့ရတယ်လို့ကူညီထောက်ဖို့ပေးနေတဲ့ထောက်ဖို့ပြည်သူအားလုံးတော်လန်ပြည်သူအားလုံးကိုလည်းညီမတို့တွေအရန်တကယ်ကိုချစ်ပါတယ်လေးစားပါတယ်ရွှေအိမ်ကိုပြန်ရောက်ဖို့နေပါပြီတဲ့တာညီဟုတ်ကဲ့ပါဒီကlive ကိုကြည့်နေတဲ့အကိုမညီကိုမတော်မအားလုံးလည်းစောင်းရသည်ဖြစ်တော့နွေးနွေးထွေးထွေးလေးနေကြပါဟုတ်ပြီပါရှိအောင်လဲတို့ရုပ်ခေါ်လိုက်နေလိုက်တယ်နည်းနည်းခေါ်ပြီးပါတဲ့ကိုမငါတော့မလေးအေးအမခေါ်လို့တော့ရင်စကားကပြန်ခေါ်ပြီးလိုက်ရလာပါဝင်ပြီးပါဦးရှင်ဟုတ်ကဲ့
ညီမပေါ့နော်ဒီမိခွန်းတွေဟိုမှာဖြစ်တော့ညီမတို့ဒီ campaign မှာပေါ့နော်ဒီ virtual concept ကိုညီမတို့ဘယ်လိုမျိုးစူးစမ်းနေတဲ့အကြောင်းလေးနည်းနည်းခင်းပြချင်တယ်ပေါ့နော်ဒီကကြည့်နေတဲ့မိဘပြည်သူအားလုံးညီမတို့အနေနဲ့ကအရင်ဒီတော်လိုင်းမဖြစ်ခင်ဆိုညီမကရိုးတာမယ်ဥပဒေကျောင်းသူပဲပေါ့နော်ညီမတောင်ကြီးတက္ကသိုလ်မှာတက်တယ်ညီမ second year နဲ့ဒီလိုကိုဗစ်တွေဖြစ်တော့နားတယ်နောက်ပြီးတော့ဒီလိုအာနာသိန်းတော့လေညီမCDM လောက်ထားတဲ့အကြောင်းသူတယောက်ပေါ့နော်အခုဖြစ်လာညီမတို့လိုပဲဒီမှာဒါအကုန်လုံးကအကြောင်းသူအရွယ်တွေပဲပေါ့နော်ဒီလက်တွေ့ဘဝမှာအဲ့လောက်ကြီးနားလေနားလေဆိုတော့ထက်လုပ်ငန်းသဘောအရမှာနားမလဲတဲ့လူတသားတွေပဲပေါ့နော်အခုညီမတို့ဒီ concept လုပ်တယ်ဆိုရင်ညီမတို့အနေနဲ့ကရိုက်ကူရေးတွေမှာအများကြီးစိန်ခေါ်မှုဖြစ်တာရှိရပေါ့နော်ညီမတို့မသိဘူးဆိုပေမဲ့လည်းဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုတော့စိတ်နဲ့ပေါ့နော်ညီမတို့ပြည်သူတွေစီကနေအကူအညီကိုအလကားမယူဘူးညီမတို့မယူဘူးဆိုတာထက်ညီမတို့ရဲ့စူးစမ်းမှုတွေကိုလည်းပြည်သူကိုချပြမယ်ပြည်သူအနေနဲ့လည်းညီမတို့ရဲ့စူးစမ်းမှုကိုအတိမတ်ပြုတဲ့အနေနဲ့ပါဝင်ပေးနိုင်မယ်ဆိုတော့ပါဝင်ပေးကြမှာပဲဆိုတော့မျှော်လင့်ချက်နဲ့ညီမတို့ရဲ့အကောင်းဆုံးစူးစမ်းကြရပေါ့နော်အခုညီမတို့ဒီတောတောင်တွေမှာအရန်လဲချမ်းတယ်အရန်လဲအေးတယ်ဒါပေမဲ့ညီမတို့ဒီကိုရိုင်းနေမတက်ကြွနားမလဲတဲ့ဒီလိုရိုက်ကူရေးအစီအစဉ်တွေကိုညီမတို့လုပ်ကြတယ်စူးစမ်းကြတယ်အခက်ခဲပြဿနာရှိလဲညီမတို့နောက်ဆုံးမှာအပြုံးနေနဲ့ပဲပျော်နေပဲအကုန်လုံးလုပ်ခဲ့ကြရပေါ့နော်ဒီ concept တစ်ခုဖြစ်လာဖို့ဆိုတာညီမတို့အတွက်လည်းအရင်စိန်ခေါ်မှုလည်းကြီးရယ်ညီမတို့အမှုပညာတော်လည်းအမှုပညာရှင်တွေနဲ့ပူးပေါင်းပြီးလုပ်ရတဲ့အခါမှာလည်းညီမတို့ပုံစံလေးတွေမပြတ်သွားအောင်သူတို့ကလည်းဒီတော်လည်းအမှုပညာရှင်တွေအနေနဲ့လည်းအများကြီးအကူအညီပေးပါတယ်အကူအညီပေးတဲ့ဒီအမှုပညာရှင်တွေကိုလည်းညီမတို့အနေနဲ့ကျေးဇူးအများကြီးတင်တောင်းပြောချင်တယ်ညီမတို့ကိုဒီညီမတို့ရဲ့စူးစမ်းမှုလေးတွေကိုအသိမှတ်ပြုပေးခြင်းအဖြစ်ညီမတို့ရဲ့ဒီ currently campaign မှာတက်နိုင်တဲ့လောက်ပါဝင်ပေးကြဖို့ပြောချင်တယ်ညီမတို့ရဲ့ virtual concept ရဲ့အလင်းတက်ဂီတစီစာဖြောဖြေပွဲတစ်ကက်လေးတွေကိုလည်းpage CB မှာတွားပြီးတော့ဝယ်ယူလို့ရပါတယ်ရှင့်တခြားဘာတွေပြောချင်သေးလဲနေရတာသိနေရောနည်းနည်းပြောလေဟုတ်ကျမတို့လည်းအရင်ချစ်ပါတယ်ကျမတို့တော်လေးပြီးတော့လို့ရှိရင်ကျမတို့အောင်သွားလို့ရှိရင်လည်းကျမတို့ဖဲခုံမိုးပြဲနေပြီပေါ့နော်လာပြီးတော့လေကြပါကျမတို့အပြင်မှာလာပြီးတော့တွေ့နေနှုတ်ဆက်ကြပါလို့မှတ်မိလားတော့မသိဘူးကျမတို့လာပြီးတော့နှုတ်ဆက်ကြပါခေါ်ပြောကြပါရေပေါ်စီတွေမပါပေါ်မတွေမပါအဓိကညီမတို့မနေ့ပြန်ပြင်ပါရောက်တဲ့ဘက်ကလည်းချက်ပြနေတယ်အခုညီမတို့ဒီ campaign ကဒီညီမတို့ဘယ်လဲနိုဝင်ဘာနော်နိုဝင်ဘာ28ကနေပြီးတော့ January 15အထိကိုညီမတို့ campaign ကာလသတ်မှတ်တာပေါ့နော်အခုဆိုရင်အချိန်အဖြစ်ပြောရရင်နောက်ဆုံးအပိုင်းဆိုတော့အချိန်ကိုရောက်လာပြီပေါ့နော်ညီမတို့မှာရက်သိမ့်မကြံတော့ဘူးညီမတို့ရှေ့ရန်ရဲဘော်တွေအတွက်ညီမတို့ခင်းရန်ကူရှာပေးနေတဲ့အစီအစဉ်ကပြီးဆုံးတော့မယ်ပေါ့နော်ပြီးဆုံးတော့ပဲဆိုပေမဲ့ညီမတို့နောက်ပိုင်းလည်းတက်နိုင်သလိုဒါရုံးကန်ရအောင်ပါပဲပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာညီမတို့ရှေ့ရအချိန်ကမြင့်နေတဲ့အလျောက်ညီမတို့ဒီကနေပြီးတော့ခင်းရန်နေပို့ပြီးတော့ရှာပေးချင်တယ်ညီမတို့ဒီ campaign ကနေရလာမဲ့ငွေတွေနဲ့ရဲဘော်တွေရဲ့စိတ်သက်ခွန်အားတွေကိုမြင့်ပေးချင်တယ်ညီမတို့လည်းဒီကနေပြီးတော့လည်းအားယူချင်တယ်အဲ့ခါကျတော့ညီမတို့ရဲ့တိတ်မကြံတော့တဲ့ဒီ campaign ကာလအချိန်လေးမှာပေါ့နော်ပြည်သူတွေပါဝင်ပေးကြဖို့ညီမကထပ်တလဲလဲ live စကြရလဲအခုထိအဲ့ဒါပဲပြောနေတာပေါ့နော်ညီမတို့ campaign ကပြီးဆုံးတော့မယ်ပြီးဆုံးခေတ်မှာညီမတို့လုပ်နေတဲ့ season တွေရဲ့ဒီ campaign မှာဘယ်လိုပါဝင်နိုင်ကြောင်းရဲ့ညီမပြည်သူတွေဘယ်လိုဆက်လက်ပြီးတော့တက်နိုင်တယ်လို့ပေါ့နော်ထောက်ပို့ပေးနိုင်ကြောင်းညီမတို့ပြောပြနေရချင်းဖြစ်တယ်ပေါ့နော်အဓိကတော့ညီမတို့ campaign ရာဂိုင်နှုန်းတက်ချင်တယ်ညီမတို့အခုနည်းနေသေးတယ်ပေါ့နော်နည်းနေသေးတဲ့အခါကျတော့ပါဝင်ပေးကြဖို့ညီမ
မြေတားရခံပါတယ်ရှင်ခေါင်းကြီးရွှေတဲ့လားခင်မဲတဲ့ခေါင်းကြီးတိုက်မှာလားတိုက်မှာပေါ့ခေါင်းကြီးတိုက်မှာပေါ့ အရင်ရဲဘော်လုပ်ပါတယ်တဲ့မိသားစုစားဝတ်နေရေးအတွက်ကြောင့်ထွက်လိုက်ရတဲ့ဒေါ်တို့ဆက်အားစင်းနိုင်လို့အိုးတို့ဆိုညီမဒီဟိုတော်လိုင်းထဲမှာလည်းလीညီမတို့လည်းအသက်အရွယ်တွေအများကြီးกว่าတဲ့ဟို generation XY တော့ရှိသေးတယ်ညီမတို့တော်တော်အားပြရတယ်တကယ်လည်းဒီရေးတော်ပုံကဒီရေးတော်ပုံဆိုတော့ဒီတော်လိုင်းကြီးကနောက်ဆုံးပွဲပဲပေါ့နော်ညီမတို့ဘာဖြစ်လို့လဲဆိုအခုမှလူငယ်တွေဆိုတော်တော်များများညီမတို့ဆိုတာငယ်သေးတဲ့အသက်အရွယ်မှာပဲရှိသေးတယ်ဒါပေမဲ့ညီမတို့ထက်ငယ်တဲ့လူလေးညီမတို့တွေ့ရတယ်ညီမတို့ထက်အသက်အရွယ်အများကြီးกว่าတဲ့လူကြီးတွေနဲ့လည်းတွေ့ပြီးတော့ဒီတော်လိုင်းရေးကိုသူတို့လူကြီးတွေရဲ့အတွေ့အကြုံတွေနဲ့ညီမတို့လူငယ်တွေရဲ့အတွေ့အခေါ်တွေပေါင်းပြီးတော့လောက်ရတဲ့တော်လိုင်းရေးပေါ့နော်ဒါကြောင့်မလို့ဒီတော်လိုင်းရေးလောက်ဒီအရေးတော်ပုံလောက်ညီမတို့ပြည်သူတွေစီလုံးကြတဲ့အနေထားဆိုတော့နောက်တစ်ခေါက်ဆိုတော့လေရှိနိုင်အောင်မဟုတ်တော့ညီမတို့ဒီပွဲမှာမအောင်ရင်လည်းညီမတို့အရေးတော်ပုံကအောင်မှာမဟုတ်ဘူးညီမတို့မျိုးဆက်အတွက်ကလည်းတေချာတဲ့အနာဂတ်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးပေါ့နော်အဲ့ခါကျတော့ဘလို့အခြေအနေမှာပဲရောက်နေဒီမြေပြင်မှာမှလက်နက်ကင်မှတော်လန်နေတာမဟုတ်ဘူးပေါ့နော်ဆရာနာရှင်ကိုတက်နိုင်တဲ့ဘက်ကနေပြပမှာနေပြီးတော့ငွေ100ငွေ900ထောက်ဖို့နေတာလေဒါတော်လန်ရေးမှာညီမတို့ဆရာနာရှင်ပြုတ်ကြဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုတာကိုညီမတို့တွေးကြည့်ပေးလို့ရတယ်ညီမတို့အဲ့ဒီလိုထောက်ဖို့ပေးနေတဲ့ဒီမိဘပြည်သူတွေအားလုံးကိုလည်းညီမတို့ကကျေးဇူးတင်ပါတယ်ညီမတို့ live လွှင့်တာလဲနိုင်အဖြစ်ပေါ့နော်အချိန်ကတနာရီပြီးတော့မယ်ပေါ့နော်ပြည်သူမိဘပြည်သူများဒီ campaign နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိလိုတာများရှိရင်လည်းမေးလို့ရပါတယ်ညီမတို့ဖြည့်ပေးပါမယ်ရှင့်အခုညီမတို့ page CB မှာစောင့်နေတဲ့ admin ကလည်းပြောလာတယ်ပေါ့နော်လာလို့ရပါတယ်တဲ့သူတို့စောင့်နေပါတယ်မင်္ဂလာပါရှင့်ချစ်ဆောင်ရဲ့ကိုကိုတဲ့ချစ်ဆောင်ရဲ့ကိုကိုအသေးကိုင်းနေပြပြီဒီများမေးချင်တာများရှိသေးလားနော်ကရင်တကားတွဲတဲ့ကေပေးပို့လာပေးပါဟုတ်ကဲ့ဇီရဲဆရာဇီရဲပြည့်ရှင်ဟိုညီမတို့ရဲ့ page messenger ကိုတော့ပြပါရှင်ညီမတို့စောင့်နေပါတယ်နော်လာလေလို့ရလားကိုဆိုင်ဟုတ်အခုကတော့အချိန်ကြီးကတော့လာလေလို့မရပြီပေါ့နော်ရေတော့ပါအောင်နော်အမြဲလာလို့ရပါတယ်လာခဲ့ပါညီမတို့အရေးတော့ပေါ့အောင်ရင်အကုန်တူတူပြန်စုံကြမယ်ဒီကရှိနေတဲ့လူတွေလည်းစုံနိုင်အောင်မယ်လို့မျှော်လင့်ပါတယ်တော့ဘာဖြစ်လဲဆိုတော့ဒီပွဲကညီမတို့ညီမတို့ရဲ့လွတ်လပ်မှုအတွက်ပေါ့နော်ညီမတို့မျိုးဆက်အတွက်ကောညီမတို့အားလုံးရဲ့လွတ်လပ်ဖို့အတွက်ကောတိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှအသက်အာမခံချက်ဆိုတာမျိုးရလို့မရှိဘူးပေါ့နော်ဖြစ်နိုင်တော့ညီမတို့ဒီအောင်ပွဲရတဲ့အထိအသက်ရှင်နဲ့ညီမတို့ကြည်နေချင်သေးတယ်ညီမတို့ရဲ့စူးစမ်းမှုတွေဒီလိုမျိုးအရာထင်လာတဲ့အခြေအနေမျိုးတွေကိုမြင်ချင်ပါသေးတယ်
ပြီးတော့ဒီလိုညီမတို့ကိုအမြဲတမ်းပြပနေထောက်ပို့နေတဲ့ပြည်တွင်းကရောပြပရောထောက်ပို့နေတဲ့ပြပပြည်သူအားလုံးနဲ့လည်းညီမတို့ဆက်ပြီးတော့နောက်ပိုင်းကဏ္ဍတွေမှာအတူတူအလုပ်တွဲလုပ်ချင်သေးတယ်တွေ့ချင်သေးတယ်ဒါဆိုပါပြောစရာရှိတယ်မလားနော်ညီမတို့မေခွန်းနေမေးလို့ရပါတယ်ညီမတို့နောက်ထပ်9မိနစ်လောက်ဆိုရင်ညီမတို့ live ကိုရပ်နာတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့သိချင်တာရှိရင်မေးလို့ရပါတယ်ရှင်ဒီလိုအားလုံးခင်းမဲ့ကျွန်တော်မြင်နေပါတယ်ဟုတ်ပါတယ်အခုရာသီကအေးနေရကြောက်ကြမ်းမာရေး queue site ကြမယ်ပြမပြည်သူများလည်းအားလုံး queue site ပါညီမတို့လည်း queue site ပါမယ်ရှင့်ပြီးလို့ဆိုရင်ညီမတို့ရှေ့တန်းရဲဘော်တွေအတွက်ညီမတို့နောက်ကနေပြီးတော့တက်နိုင်တယ်လို့တက်နိုင်အခုလိုမျိုးပေါ့နော်ပါဝင်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့နေမကောင်းမကြမ်းမာတွေဖြစ်လို့မရောက်ပေါ့နော်ညီမတို့အများကြီးကြိုးစားရအောင်ပဲရေရဲဘူးအသက်ပေးနေတဲ့ညီမတို့ရဲဘော်တွေအတွက်ညီမတို့နောက်ကနေပါဝင်အားဖြစ်ရမယ်ညီမတို့အဆုံးထိသူတို့နဲ့အတူတူရှိမယ်ညီမတို့အားလုံးတသားတည်းပဲပေါ့နော်ပြပပြည်သူများအားလုံးလည်းပါဝင်ပေးကြပါ你ပြောလိုက်လို့ဘာလို့လဲမပြောလားဘီကညီမတွေတအားစကားများလို့ကိုတို့နားကြီးကုန်တင်တယ်ဒီကလိုက်ကြည့်နေရလို့လေညီမအရင်အမြင်မကပ်ပါနဲ့နော်ညီမတယောက်တည်းပဲပြောနေရတဲ့အတွက်ကြောင့်မလို့ sorry ပါရှင်နည်းနည်းပါးပါးပြောပြကြပါအောင်โอเคဒီအချိန်ကရန်အေးရဲ့အချိန်လေးဖြစ်ရောเนาะဆောင်းရည်လေးဖြစ်တဲ့တချို့ရဲဘော်တွေကြတော့ပြန်ခိုးလုံးစရာနှွေးထွေးတဲ့အိမ်တွေလည်းမရှိတော့ဘောเนาะဒါပေမဲ့ကျိုးရဲဘော်လည်းအာတင်ထားဘောเนาะနှွေးထွေးတဲ့ပြန်ခိုးလုံးစရာနှွေးထွေးတဲ့အိမ်မရှိရင်တော့မှငါတို့မှနောက်တစ်ချိန်ကျရင်နှွေးထွေးတဲ့ပြည်သူရင်ခွင်ရှိသေးတယ်ဆိုပြီးအာတင်ထားရဲဘော်တွေအများကြီးဘောเนาะအဲကြောင့်လည်းပြည်သူဖက်ကလည်းအများကြီးပါဝင်ပြီးဖို့လည်းတောင်းဆိုရဘောเนาะကျမတို့ဖက်ကလည်းကျမတို့ရဲဘော်ဖက်ကလည်းအများကြီးဆက်ပြီးတိုက်ထုတ်သွားအောင်ပေါ့နော်အများကြီးကြိုးစားသွားမှာပေါ့နော်အဲကြောင့်ကရဏီတွက်ပဲလားတဲ့တနိုင်ငံလုံးတွက်လားကျွန်တော်ကပြည်တော်စုစိတ်သက်မွေးစီညီမတို့လည်းအဲ့လိုစိတ်သက်ရှိပါတယ်ညီမတို့ပေါ့နော်အဓိကညီမတို့ဒီတိုင်းပြည်လုံးတနိုင်ငံလုံးအတိုင်းအတာကြည့်မယ်ဆိုရင်ညီမတို့ကရဏီဒီအရင်ဆုံးပြည်နယ်တစ်ခုလုံးစာနဲ့ကြည့်မယ်ဆိုရင်ညီမတို့ရာခိုင်နှုန်းတော်တော်များများပေါ့နော်80ရာခိုင်နှုန်းလောက်ကိုညီမတို့ထိန်းချုပ်စိုးမိုးထားနိုင်တဲ့အခြေအနေရှိပြီပေါ့နော်ညီမတို့ဒီပြည်နယ်ကြီးလုံးဝလွတ်မြောက်သွားအောင်ညီမတို့ကြိုးစားမယ်ပြီးရင်ဒီပြည်နယ်မှာမဟုတ်ဘူးညီမတို့တနိုင်ငံလုံးလွတ်မြောက်တဲ့အထိတနိုင်ငံလုံးဒီစစ်ဖက်နဲ့အောက်ကလွတ်မြောက်တဲ့အထိညီမတို့ကတိုက်သွားမှာဖြစ်ပါတယ်အဲ့ဒါကိုလေဒါညီမတို့အားလုံးရဲ့ရည်မှန်းချက်ဆန္ဒပါပဲရှင့်အဲ့ဆိုရင်ညီမတို့ရဲ့ live လေးကိုညနာတော့မှာပဲရှင်အားလုံးပဲနှုတ်ဆက်စကားနောက်ဆုံးနေတယ်ပေါ့နော်ညီမတို့တယောက်တစ်ခွန်းလေးတော့အကုန်လုံးရဲ့အတန်လေးလဲကြားအောင်လို့နှုတ်ဆက်စကားလေးတော့တယောက်တစ်ခွန်းပြောပေးကြဖို့ပြပပြည်သူကိုစားကျမလည်းတောင်းဆိုပါတယ်ဘေးကအမကြီးမတွေသူတော့မဟုတ်တကယ်လေစကန်ထဲမှာဆိုစကားရမ်းများတာကင်မရာရှိမှမလို့ရှက်နေကြတယ်သိလားဟုတ်မိဘပြည်သူတွေနှုတ်ဆက်တဲ့စကားလေးပြောပြပါအောင်ညီမမင်းလေးစလိုက်နှုတ်ဆက်တဲ့စကားပေါ့ဒီတိတိပါညာ ကိုရအေးနေပြီဆိုတော့နှွေးထွေးနေကြပါပြည်သူတို့မိဘပြည်သူများမိဘပြည်သူများရှင်ဒီချက်ရဆောင်းဒီဆိုတော့နှွေးထွေးနေကြပါကျမလည်းနေကြပါနော်ဘိုင်လို့ပြောတာနောက်ဆုံးမှာနောက်နေ့ရင်ပေးတယ်စိတ်ညစ်တယ်ဟုတ်ကဲ့ပါကျမတို့ရဲ့ live ကိုစောင့်ဆုံးထိကြည့်ရှုပေးတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ထပ်ပြောချင်တာထပ်ပြီးမှကျမတို့ဝန်ရံပေးပါအများကြီးလည်းတောင်းဆိုချင်ပါတယ်လို့
ဟုတ်ကဲ့တို့ပြောတဲ့အတိုင်းမှာနေနေချွေးနေကြပါကျမကြီးလည်းယူဆိုင်ကြပါပြီးတော့ဒီ campaign မှာလည်းထက်ပါဝင်လူတန်းပေးပါဦးရှင်ကျမတို့မှာလည်းရှိလို့ဒီပြည်သူတွေပဲရှိပါပြည်သူတွေကျမတို့ပဲရှိမှာပဲကျမတို့အဖို့ရှိမှာပေါ့နော်အမျိုးပေါ့နော်အဲကြောင့်ကျမတို့ဒီ green စကား campaign မှာလည်းပို့ပြီးပါဝင်လာလူတန်းကြပါလို့တောင်းဆိုချင်ပါတယ်ရှင်မိဘပြည်သူများအားလုံးမင်္ဂလာပါအခုကအမျိုးပေါ့ပြည်သူများဟောကျမရေကျူဆိုင်ကြပါတော့ကျမလေးကျူဆိုင်ကြပြီးတော့ပြည်သူများလည်းအားလုံးကိုချစ်တယ်အမျိုးပေါ့ဒီတော့ကိုပြောချင်တာဟုတ်ကဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်တယ်အရင်နဲ့မှလည်းဝမ်းသာတဲ့ပြည်ဖြစ်ရပေါ့နော်အခုလိုမအားလာတဲ့ကြားကျမတို့လိုက်ရနေတီရှူအပေးရလူလိုက်အရှယ်လုပ်ပေးတဲ့မိဘပြည်သူများအားလုံးကိုလည်းကျေးဇူးတင်တယ်ပြီးတော့ကျမတို့ရဲ့ Greeny တကမှာလည်းဆက်ပြီးတော့ပါဝင်ချပပေးပါဆက်ပြီးတော့တတ်နိုင်တယ်လို့လူတန်းပေးပါလို့မေတ္တာရက်ခံရှင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုအရင်အေးတဲ့ချိန်မှာပေါ့နော်ကျမတို့ရဲ့ like ကိုအဆုံးထိကြည့်ပေးတဲ့အတွက်ပေါ့နော်အားလုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ပါဝင်လို့ညီသေးတဲ့ချိန်တွင်ပါဝင်ပေးကြပါဦးဟုတ်ဘာတော်ရဘူးတော့ပရဟန်ဘာနိုင်ကျမကတော့ကြရလို့ပဲပြောလိုက်တော့မယ်နော်တရေကလည်းမဖပုကွယ်လို့ပရဟန်အခုလိုပါတယ်ပါဝင်အားပေးတဲ့အတွက်ကြောင့်မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဆက်လက်ပြီးတော့လည်းအားပေးပေးပါအောင်လို့ပေါ့နော်โอเคကိုဒေးဆောင်လာ sorry နော်နာမည်မခေါ်မတိုင်းသားနာမည်တွေဟိုမှာမဖြစ်လို့မင်္ဂလာပါအကိုကြီးဟုတ်ညီမတို့အခုနှုတ်ဆက်ပြီးပေါ့နော်ညီမနောက်ဆုံးအနေနဲ့အခုလိုညီမတို့ရဲ့ Granny တကားမေးလို့ရမေး live မှာအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့မိဘပြည်သူတယောက်ချင်းစီတဦးချင်းစီကိုညီမတို့အားလုံးကလေးစားပြီးတော့ကျေးဇူးတင်ပါတယ်ညီမတို့ကိုဝန်းရံပေးတဲ့ပြည်သူတွေကိုလည်းဆက်လက်ပြီးတော့ညီမတို့ကိုsupport ပေးပါအောင်လို့ပြောချင်ပါတယ်နောက်တစ်ခုကညီမတို့ဒီမှာရုပ်တည်နေပြောပါတော့ညီမတို့ဒီကလူတွေကတကယ်တော့စခန်းမှာအရင်မျက်ခွက်ပြောင်တဲ့လူတွေပါပဲဒါပေမဲ့ live မှာရောက်တော့အရင်နေရှက်နေကြတော့တမျိုးမထင်ပါနဲ့ပေါ့နော်သူတို့ကဒီလိုပဲနည်းနည်းရှက်နေလို့ပေါ့နော်ဟုတ်ကဲ့အခုလိုရာသီမပြည်သူများအားလုံးလည်းကျမရဲ့ queue site ပါညီမတို့လည်းအောင်ပွဲရတဲ့အထိဒီတူတွေနဲ့ဆက်လက်ပြီးတူတူရှိနေမယ်ညီမတို့နဲ့လည်းတူတူရှိနေပေးပါတူတူပါဝင်ပေးပါညီမတို့အရေးတော့ပုံအောင်တဲ့အထိပေါ့နော်တူတူတိုက်သွားကြမယ်တူတူကြိုးစားသွားကြအောင်ပဲပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ညီမတို့ရဲ့ Granny တကားcampaign ရဲ့ဆောင်ဖို့ပေါ့နော်ညီမတို့ Granny တကား campaign ကိုစလုပ်တဲ့အချိန်မှာညီမတို့ရဲ့ဆောင်ဖို့တွေရှိရပေါ့နော်ရန်သူအတွက်တကားမရှိဓာတ်မရှိ Granny မှာမရှိသေးရဆိုရဲဆောင်ဖို့လေးနဲ့ညီမတို့အဆုံးသတ်လိုက်ပါတယ်ရှင့်အားလုံးပဲ good night ပါကျန်းမာပါစေစိတ်ချမ်းသာပါစေပြပတင်သားအားလုံးလေးစားပါတယ်ကျေးဇူးတင်ပါတယ်ရှင့်တတား Terima kasih.